crypto မှာအကောင့်ဆုံး portfolio ဘယ်လိုတည်ဆောက်မလဲမင်္ဂလာပါအမမ define channel ကနေကြိုဆိုပါရစေဒီနေ့ဗီဒီယိုမှာ crypto လောကမှာအကောင့်ဆုံး portfolio တစ်ခုကိုဘယ်လိုတည်ဆောက်မလဲဆိုတာကိုအစဉ်စဉ်ရှင်းပြပေးပါပါသင်ကအခုမှစတင်နေသူဖြစ်ဖြစ်အတွေ့အကြုံရှိသူပဲဖြစ်ဖြစ်ဒီဗီဒီယိုကသင်ရဲ့ crypto ရင်းနှီးမြှုပ်နှံမှုကိုပိုမိုအောင်မြင်အောင်ကူညီပေးမှာပါcrypto portfolio ဆိုတာဘာလဲ crypto portfolio ဆိုတာသင်ရင်းနှီးမြှုပ်နှံထားတဲ့ cryptocurrency အမျိုးမျိုးကိုစုစည်းထားတဲ့အစုစည်းတစ်ခုပဲဖြစ်ပါတယ်။ဒါကသင်ရဲ့ရင်းနှီးမြှုပ်နှံမှုကိုအနည်းငယ်အောင်လုပ်ပြီးအမြတ်ဆုံးရဖို့အကူအညီပေးပါတယ်။ဥပမာ Bitcoin, Ethereum လိုနာမည်ကြီး coin တွေကနေ stable coin တွေအထိပါဝင်နိုင်ပါတယ်။ဒီအပိုင်းမှာဘာကြောင့်ကွဲပြားတဲ့ coin တွေကိုရွေးချယ်ဖို့လိုအပ်လဲဆိုတာကိုဆက်လက်ရှင်းပြပါမယ်။ဘာကြောင့် diversification ကအရေးကြီးရလဲ။ crypto ဈေးကွက်ကအထက်ကျများတယ်ဆိုတာအလုံးသိကြပါတယ်။ဒါကြောင့် diversification လို့ခေါ်တဲ့မတူညီတဲ့ crypto အမျိုးအစားတွေမှာယင်းနှီးမြှုပ်နှံတာကအရေးကြီးပါတယ်။ဥပမာ Bitcoin တစ်ခုထဲမှာအရင်ဒီအားလုံးမထည့်ပဲ Ethereum, Polychain ဒါမှမဟုတ် stable coin တွေလို USDC ထည့်ထားရဲ့အနေကို short ချနိုင်ပါတယ်။ဒီဘက်မှာဘယ်လို coin တွေကိုရွေးချယ်ရမလဲဆိုတာဆက်သွားပါမယ်။ဘယ်လို crypto တွေကိုရွေးချယ်မလဲ။သင်ရဲ့ portfolio ထဲမှာဘယ်လို crypto တွေထည့်မလဲဆိုတာအဆုံးဖြတ်တဲ့အခါဒီအချက်တွေကိုထည့်စဉ်းစားဖို့အရေးကြီးပါတယ်။နံပါတ်1 market cap နဲ့ယုံကြည်စိတ်ချမှု Bitcoin, Ethereum လိုဈေးကွက်မှာခိုင်မာတဲ့ coin တွေကိုအဓိကထားပါ။နံပါတ်2ဖွံ့ဖြိုးတိုးတက်မှုအလားအလာ Polychain, Chainlink လိုနည်းပညာအသစ်တွေနဲ့အနာဂတ်မှာတိုးပွားနိုင်တဲ့ coin တွေကိုစဉ်းစားပါ။နံပါတ်3 stable coin များUSDC, DI လိုတည်ငြိမ်တဲ့ coin တွေကသင်ရဲ့ portfolio ကိုလုံခြုံစေပါတယ်။နံပါတ်4သုတေသနလုပ်ပါ coin တစ်ခုရဲ့ white paper, team နဲ့ community ကိုစစ်ဆေးသင့်ပါတယ်။ portfolio allocation ဘယ်လိုလုပ်မလဲ portfolio တည်ဆောက်တဲ့အခါ allocation ကအဓိကကျပါတယ်။ဒီမှာဥပမာရခိုင်နှုန်းတစ်ခုကိုပြပေးပါမယ်။ 50% Bitcoin နဲ့ Ethereum လိုတည်ငြိမ်တဲ့ coin တွေ40% PLS, PLSA, PHEH, INC, LINK လို့ဖွံ့ဖြိုးတိုးတက်နိုင်တဲ့ altcoin တွေ10% DAI, USDC လို့ stable coin တွေဒါပေမဲ့ဒီရာခိုင်နှုန်းကိုသင်ရဲ့ရင်းနှီးမြှုပ်နှံမှုပန်းနိုင်တဲ့ risk ခံနိုင်စွမ်းပေါ်မူတည်ပြီးပြောင်းလဲနိုင်ပါတယ်။ဥပမာသင်အနေနဲ့ risk မခံနိုင်ရင် Bitcoin နဲ့ Ethereum အချိုးကိုပို့ထည့်ထားသင့်ပါတယ်။ဈေးကွက်ကိုဘယ်လိုစောင့်ကြည့်မလဲ။ crypto ဈေးကွက်ကိုစောင့်ကြည့်ဖို့အောက်ပါ2တွေကိုသုံးနိုင်ပါတယ်။ Coin market cap ဒါမှမဟုတ် Coin Gecko ဈေးနှုန်းနဲ့ coin ချက်လက်တွေကိုခြေရာခံနိုင်မှုအသုံးပြုနိုင်ပါတယ်။ Trading View, Technical Analysis လုပ်ဖို့အသုံးပြုနိုင်ပါတယ်။ Portfolio Tracker Podwatcher app ဒါမှမဟုတ် portfolio.com လို app တွေကသင်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုစီမံခန့်ခွဲဖို့အထောက်အကူပြုပါတယ်။ဒါ့အပြင် crypto သတင်းတွေကို X လို platform တွေမှာ follow လုပ်ပြီးနောက်ဆုံးရအချက်အလက်တွေကိုရယူနိုင်ပါတယ်။ဒီနေ့ဗီဒီယိုမှာ crypto portfolio တည်ဆောက်နည်းကိုအစဉ်စဉ်လေ့လာခဲ့ပါတယ်။အကယ်လို့ဒီဗီဒီယိုကသင်တို့အထောက်အကူပြုရဲဆိုရင် like နှိပ်ပြီး MMR Define Channel ကို subscribe လုပ်ဖို့မမေ့နဲ့နော်။နောက်ထပ် crypto view ဟာတွေနဲ့အကြံပြုချက်တွေအတွက် notification bell ကိုလည်းဖွင့်ထားပါအောက်မှာ comment ရေးပြီးသင်ရောဘယ်လို crypto portfolio တည်ဆောက်နေလဲဆိုတာကိုမျှဝေပေးခဲ့ပါဦး